ဒီဟာပြည့်စုံပါလေအိုးမဟုတ်ဘူးမကြည့်ပါနဲ့မဟုတ်ဘူးဒါကျွန်တော်ရဲ့နော်အရင်ဆုံးအယုတ်တွေကိုစင်ကြယ်အောင်ရှော့ခွင့်ပြုပါဒီမှာရေးပါစပါရင်မဟုတ်လားညနေဟုတ်တယ်ခုတော့အကုန်လုံးတန်ရှင်းသွားပြီကျွန်တော်ရေကူးတန်ကနေထွက်ပါကျွန်တော်အယုတ်ကိုပြန်ပေးပါကျွန်တော်လည်းကစားခြင်းနဲ့စောင့်ပါအိုးမဟုတ်ဘူးသူပဲမှာလဲတခုခုဒီမှာလားဒါကမှန်ကန်တဲ့တကားပါအိုးမဟုတ်ဘူးသူဒီမှာမရှိဘူးဒီတကားမှန်တယ်လို့ညှော်ရတယ်နောက်ထပ်မှာဒီတကားကတန်ကောင်းတကားဖြစ်နိုင်တယ်ကျေးဇူးပြု၍ဖွင့်ပါသွားကြရအောင်ကျွန်တော်ကနေအရွယ်မဝေးပါနဲ့ချက်စီးရဲ့ကလေးလေးကျွန်တော်ဟာမင်းကိုရှာတွေ့သွားမှာပါပြန်ပေးပါကျွန်တော်မားနေတဲ့အခန်းမှာလားသူ့ကိုတွေ့နိုင်ဘူးကျွန်တော်ထပ်တစ်ခုတော့ဥထုတ်တစ်ခုလိုချင်နေတယ်ကြီးမားတဲ့တာမန်ဥထုတ်လားမဟုတ်ဘူးဒါလည်းကျွန်တော်တိုက်တယ်မဟုတ်ဘူးခုတော့ကျွန်တော်ကတမင်းဆိုင်တာမဟုတ်ဘူးကျေးဇူးပါလေဒီနဲ့ဥထုတ်ကမြေကြီးထဲမှာပေါက်တစ်ခုရှိတယ်ဒီမှာရက်ပါကျွန်တော်ရဲ့လမ်းကြောင်းပြန်ပြီးပြီကျွန်တော်ကဒီရာကိုဖြည့်ရှင်းရမယ်အဖေကမဟုတ်ဘူးမဟုတ်ဘူးအဖေကမှန်ကန်တဲ့အဖြေပါဟုတ်တယ်ကျွန်တော်ကိုစောင့်မင်းရဲ့ဦးကောင်းပေါ်မှာလက်ရင်ဦးထုတ်မှာကျွန်တော်လာနေပြီ